Hi guys, I'm Chezu. Welcome from Pure and A Language Center. First, nice to meet you all. Today I want to introduce all of the kinds of pronoun. So, do you know what is a pronoun? နာမ်စားတစ်ခုဆိုတာကဘာလဲ? A pronoun is a word that takes the place of a noun. နာမ်တစ်ခုရဲ့နေရာမှာအစားထိုးပြီးတော့မှဝင်လာတဲ့စကားလုံးတစ်ခုကိုနာမ်စားလို့ခေါ်တယ်. Instead of repeating the noun, we use a pronoun to avoid repetition. Noun နဲ့အထက်အခါကထပ်နေတဲ့နေရာကိုavoid ရှောင်ကျဉ်ဖို့အတွက်နာမ်စားကိုသုံးလေရှိတယ်. So we should know the types of pronoun. ချေတို့တွေက pronouns တွေကိုသုံးမှာဖြစ်တဲ့အတွက် pronouns အမျိုးအစားတွေကိုသိဖို့လိုတယ်. Pronoun အမျိုးအစားတွေက subject pronouns, object pronouns, possessive adjectives နဲ့ possessive pronouns ဆိုပြီးတော့၄မျိုးရှိတယ်. Subject pronoun မှာဆိုလို့ရှိရင် subject ပြုလုပ်သူရဲ့နေရာမှာအစားထိုးပြီးတော့သုံးတဲ့နာမ်စားတွေက I ကျွန်ုပ် you သင် he သူ she သူမ it အဲ့ဒီအရာ we ငါတို့ you သင်တို့ they သူတို့ဒါကတော့ subject နေရာမှာအစားထိုးပြီးတော့သုံးတဲ့ pronoun အမျိုးအစားတွေဖြစ်တယ်. ပြီးတော့ object pronouns object pronoun ကအပြုခံရသူရဲ့နေရာမှာအစားထိုးပြီးတော့သုံးတာ me ငါကို you သင်ကို him သူ့ကို her သူမကို it အဲ့ဒါကို us ငါတို့ကို you သင်တို့ကို them သူတို့ကိုပြီးတော့ possessive adjectives ပိုင်ဆိုင်မှုပြတဲ့နာမဝိသေသန my ငါရဲ့ your သင်ရဲ့ his သူ့ရဲ့ her သူမရဲ့ is အဲ့ဒါရဲ့ our ငါတို့ရဲ့ your သင်ရဲ့ their သူတို့ရဲ့ possessive pronoun ကကြတော့ပိုင်ဆိုင်မှုပြနာမ်စား my ကျွန်ုပ်ပိုင်ဆိုင်သည့်အရာ yours သင်ပိုင်ဆိုင်သည့်အရာ his သူပိုင်ဆိုင်သည့်အရာ hers သူမပိုင်ဆိုင်သည့်အရာ is ထိုအရာပိုင်ဆိုင်သည့်အရာ ours ငါတို့ပိုင်ဆိုင်သည့်အရာ yours သင်တို့ပိုင်ဆိုင်သည့်အရာ theirs သူတို့ပိုင်ဆိုင်သည့်အရာအဲ့ဒါရဲ့အသုံးပြုပုံကြတော့ this book is mine အဲ့ဒီစာအုပ်ကငါပိုင်ဆိုင်တဲ့အရာအဲ့လိုသုံးလို့ရတယ်. So let's explain the first one, subject pronouns. The first one, subject pronouns. ပထမဆုံးတစ်ခုဖြစ်တဲ့ subject pronouns ကတ္တဒရဏနာမ်စားအဲ့ဒါတွေက I, you, he, she, it, we, they. Fill in the blanks with the correct pronouns. မှန်ကန်တဲ့နာမ်စားတွေနဲ့အောက်ပါ collective ကိုဖြည့်ပါ. Hello, Colette, I'm Jake. What's your name? ငါနာမည်က Jake ပါမင်းကဘာတူလဲ Jake ရဲ့နေရာမှာအစားထိုးပြီးတော့ I'm ဆိုတဲ့ subject pronoun ကိုသုံးမယ်. Blank is Thomas, my brother. သူက Thomas ငါရဲ့အကိုအဲ့လိုဖြစ်တဲ့အတွက် Thomas ကိုအစားထိုးပြီးတော့မှယောက်ျားလေးဆိုတော့ he. Blank is a new coffee mug. ဒါကမက်ခွက်အသစ်ဖြစ်တယ်. မက်ခွက်အသစ်ကိုပြောချင်တာဖြစ်တဲ့အတွက် it ဆိုတဲ့နာမ်စားကိုသုံးမယ်. Are my best friend. ငါရဲ့အချစ်ဆုံးတငယ်ချင်းတွေ are ဖြစ်တဲ့အတွက် they ကိုထည့်မယ်. Lucky and Yin are my cousins. Lucky နဲ့ Yin ကငါရဲ့ဝမ်းခွဲတွေဖြစ်တယ်. Are in primary 6A. မူလတန်း6တန်း A ခန်းမှာသူတို့ရှိတယ်. ဆိုတော့သူတို့ Lucky နဲ့ Yin ရဲ့နေရာမှာ they ဆိုတဲ့ pronoun စားတိုးပြီးတော့ they are in primary 6A. subject pronoun ဆိုတာက subject နှစ်ခါမထပ်ဖို့အတွက်အစားထိုးပြီးတော့သုံးတဲ့နာမ်စားတွေဖြစ်တယ်. So let's move the second one. The second one is object pronouns. Object pronouns ဆိုတာကကံပုတ်ရဲ့နေရာမှာအသုံးပြုတဲ့နာမ်စားကိုကံပုတ်တရံနာမ်စားလို့ခေါ်တယ်. က
ကမ်းမုတ်ဆိုတာကအပြုခံရသူ her it us them me you him ဟာသူမကို I invited her to the show ငါသူမကိုပြပွဲကိုခေါ်ခဲ့တယ်သူမရဲ့နေရာမှာသူ့ရဲ့မိန်းကလေးတငယ်ချင်းလည်းဖြစ်ခြင်းဖြစ်မယ်သူ့ရဲ့ cousin လည်းဖြစ်ခြင်းဖြစ်မယ်ပြီးတော့ it အဲ့ဒါကို he replied it carefully သူကအဲ့ဒါကိုတေချာစွာပြင်ခဲ့တယ် as ငါတို့ကို the driver dropped at downtown ကားမောင်းသမားကငါတို့ကိုမြို့ထဲကိုခေါ်ခဲ့တယ်ဆိုတဲ့သဘောမျိုးပေါ့နော် them သူတို့ကို the story amazed them greatly ပုံမြင်ကသူတို့ကိုများစွာအံ့ဩစေခဲ့တယ် me my father advised me to rest အဖေကငါ့ကိုအနားယူဖို့အတွက်အကြံပြုတယ် you မင်းကို the guide explained you the route လမ်းပြကမင်းကိုလမ်းကြောင်းကိုပြပေးလိမ့်မယ် him သူ့ကို she wanted him not to go သူမသူ့ကိုမသွားဖို့တတိပေးခဲ့တယ်အဲ့လိုမျိုးအပြုခံရသူနေရာမှာအစားထိုးပြီးတော့သုံးတဲ့နာမ်စားတွေက her it us them me you အဲ့ဒါတွေပေါ့နော် I hope you all understand well the third one possessive adjectives ပိုင်ဆိုင်မှုပြနာမဝိသေသနပိုင်ဆိုင်မှုကိုဖော်ပြပေးတဲ့နာမဝိသေသနတွေကိုပိုင်ဆိုင်မှုပြနာမဝိသေသနလို့ခေါ်တယ်။ဥပမာ mine ဆိုရင်ကျွန်ုပ်ရဲ့အဲ့ဒါက I ကနေဆင်းသက်လာတာ I ကကျွန်ုပ် my book ငါရဲ့စာအုပ် this is my book ဒါကငါရဲ့စာအုပ်အဲ့နေရာမှာသုံးတဲ့ mine က positive adjectives you သင် your သင်ရဲ့ your dog မင်းရဲ့ခွေ we ငါတို့ our ငါတို့ရဲ့ our books တို့ရဲ့စာအုပ်တွေဒါပေမဲ့ our your their ကအများဖြစ်တဲ့အတွက်သူတို့ရဲ့နောက်မှာပါတဲ့ noun ကို s သို့မဟုတ် es ထည့်ပေးရမယ် my your is ကကြတော့တစ်ခုတစ်ကောင်တည်းဖြစ်တဲ့အတွက်တစ်ခုတစ်ကောင်တစ်ယောက်တည်းဖြစ်တဲ့အတွက်အဲ့ဒီဟာရဲ့နောက်မှာဘာမှထည့်ပေးစရာမလိုဘူးပြီးတော့ they ဆိုရင် their books သူတို့ရဲ့စာအုပ်များခုနကတော့အတိုင်း my our your his her is their ကိုစားထိုးပြီးတော့ကြိုက်တယ်လို့အသုံးပြုနိုင်တယ် Next type is demonstrative pronoun the spelling is demonstrative demonstrative pronoun demonstrative pronoun ဒီမှာလို့ဆိုရင်အညွှန်းနံစာဆိုတာကအနီးဒါမှမဟုတ်လို့ရှိရင်အဝေးမှာရှိတဲ့နာမ်တွေကိုညွှန်ပြပြောဆိုခြင်းဖြစ်တယ်။ပုံမှာ near အနီးနာ close အနီးနာအဲ့လိုအနီးနာရေးဆိုလို့ရှိရင် this နဲ့ these ကိုသုံးတယ် this က singular အနည်းတယောက်တည်းတစ်ခုတည်းတစ်ကောင်တည်းကိုဖော်ပြတဲ့နေရာမှာ this ကိုသုံးတယ် this is my friends ဒါကငါရဲ့တငယ်ချင်း plural ဆိုရင် close အနီးနားမှာပဲရှင် these are my friends သူတို့တွေကငါရဲ့တငယ်ချင်းဒီမှာဆိုရင်အနီးအနားဖြစ်မယ်ဆိုလို့ရှိရင် singular ဆိုရင် this plural ဆိုရင် these next that ကကြတော့ far away ဝေးတဲ့နေရာတွေမှာဖော်ပြခြင်းနဲ့တစ်ခုတစ်ကောင်တစ်ယောက်ကို that နဲ့တုံးတယ် that is my friends သူကငါရဲ့တငယ်ချင်း that is my dog အဲ့ဒါကငါရဲ့ခွေးအဲ့လိုမျိုးပေါ့နော်တကယ်လို့ကိုပြချင်တဲ့ဟာကအဝေးမှာလည်းရှိနေမယ်ပြီးတော့အများလည်းဖြစ်မယ်ဆိုလို့ရှိရင် those ကိုသုံးတယ် those are my friends သူတို့တွေကငါရဲ့တငယ်ချင်းတွေ those are my cat အဲ့ဒါကငါရဲ့ကြောင်လေးတွေအဲ့လိုမျိုးသုံးရတယ်ဒါပေမဲ့အဲ့ဒါရဲ့အနောက်မှာက friends ဆိုရင် s ပါမယ် cat တရိတ်ဆန်နေပါလို့ဆိုလို့ရှိရင်လည်း s ပါမယ်အဲ့ဒီဟာအနောက်ကနောင်မှာက s ပါမယ် this နဲ့ that မှာက s မပါဘူးသူတို့တွေက singular ဖြစ်တယ် these နဲ့ those ကအများဖြစ်တဲ့အတွက် s ပါရမယ် this is the most important in pronouns
ဒါ pronouns တွေမှာအရေးကြီးဆုံးနာမ်စားတစ်ခုဖြစ်တယ်ပေါ့နော်အမျိုးအစားတစ်ခု relative pronoun ကကြတော့ဆက်သွယ်မှုပြတဲ့နာမ်စားမတူညီတဲ့နာမ်တစ်ခုကိုဆက်သွယ်ရမှာအသုံးပြုတယ်အဲဒါကြောင့်မလို့အဲ့ဒါကိုဆက်သွယ်မှုပြနာမ်စားလို့ခေါ်တယ် relative pronoun မှာက who whom whose which that where whom why what ဆိုပြီးတော့မှ9မျိုးရှိတယ်အ9မျိုးတစ်ခုချင်းစီရှင်းပြပေးမယ် relative pronouns မှာပထမ3မျိုးဖြစ်တဲ့ who whom whose သူတို့ရဲ့ usage နဲ့ example ကိုရှင်းပြပေးမယ် who people လူတွေကိုဖော်ပြတယ် subject ပြုလုပ်တဲ့သူ subject နေရာမှာ subject ဆိုတာကပြုလုပ်တဲ့သူနေရာမှာပဲ who ကိုအသုံးပြုပေးရမယ် the teacher ဆရာမ who teaches English is very nice အင်္ဂလိပ်စာကိုသင်ပေးတဲ့ဆရာမကအရန်ကောင်းတယ် the teacher ဆရာမက who teaches English အင်္ဂလိပ်စာသင်ပေးတဲ့ဆရာ is very nice အင်္ဂလိပ်စာသင်ပေးတဲ့ဆရာကအရန်ကောင်းတယ် home ကကြတော့ people တူတူပဲဒါပေမဲ့ object အပြုခံရသူနေရာမှာပဲအသုံးပြုပေးရတယ် the man လူကြီး whom I met yesterday is a lawyer ငါမနေ့ကတွေ့ခဲ့တဲ့လူကရှေ့နေတစ်ယောက်ဖြစ်တယ် whom က object နေရာမှာ whose က position ပိုင်ဆိုင်သူ people လူ things အရာဝတ္ထု the boy ကောင်လေး whose phone is missing ဖုန်းပြောင်းနေတဲ့ကောင်လေး ဖုန်းပြောင်းနေတော့ကောင်လေး is looking for it အဲ့ဒါကိုရှာဖွေနေတယ် the boy whose phone is missing is looking for it ဖုန်းပြောင်းနေတဲ့ကောင်လေးကသူ့ဖုန်းကိုရှာနေတယ်ဒါဆိုရင် who က people whom က people ပဲဒါပေမဲ့ who ကကြတော့ subject နေရာမှာ whom က object နေရာမှာ whose ကကြတော့ position ပိုင်ဆိုင်မှုတွေကိုပြောတဲ့နေရာတွေမှာကြတော့ whom ကို whose ကိုအသုံးပြုလေ့ရှိတယ်။ဒါဆိုရင် who whom whose ရဲ့ဟောင်းနားလည်ပြီလို့ထင်ပါတယ်။နောက်ဆုံးကျန်တဲ့နှစ်ခုဖြစ်တဲ့ why နဲ့ what why ကကြတော့ reason တွေမှာသုံးတယ် the reason why I loved Ali was my headache the reason အကြောင်းပြချက် why I love Ali ငါစောစောထွက်ခွာခဲ့ရတဲ့အကြောင်းပြချက်က was my headache ငါရဲ့ခေါင်းကိုက်ခြင်းကြောင့်ဖြစ်တယ် what ကကြတော့ things အရာဝတ္ထုတွေ I didn't understand what she said သူမဘာပြောလဲဆိုတာကိုငါနားမလည်ဘူးအသုံးပြုပုံလေးတွေကိုတတိယကြကြည့်စေချင်တယ်အဲ့ဆိုဒီ9ခုကကြတော့ grammar ရေးတဲ့နေရာတွေစာကြောင်းတည်ဆောက်တဲ့နေရာတွေမှာအရင်အရေးကြီးတယ် So I hope you all understand all kinds of pronouns please study regularly grammar is so important in English goodbye babies thank you for today